အမကြီးဥပဦးနဲ့ပညာရှိအကြံအပိုင်းရှိဒီနေ့မှာတော့ဘိုးတော်ဗျာဘဒုံမင်းဟာနန်းတော်ထဲမှာအလှတန်းတွေလုံရင်းစိတ်ကူးစမ်းတကူရလာပါပြန်တယ်ဘယင်ကြီးကသူ့ပိုင်ဆိုင်တဲ့မင်းအိုကြီးတကောင်ကိုအလှလုတ်ချင်တယ်လို့ကြေညာလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီမင်းကအလုံးအိုမင်းပြီးအားရမရှိတော့တဲ့အတွက်ဘသူမှမယူချင်ကြပါဘူးဘယင်ကြီးကဥပဦးကိုခေါ်ပြီးပေါ့ငါရဲ့ဒီမင်းအိုကြီးကိုဘသူမှမယူချင်ကြဘူးမင်းကပညာရှိဆိုတော့ဒီမင်းကိုလူတွေအလှရလူချင်လာအောင်လုပ်ပေးစမ်းလို့ခက်ခဲတဲ့အမင်းတကူပေးလိုက်ပါတယ်ဥပဦးကခဏစဉ်းစားပြီးပြုံးလိုက်ပါတယ်ပြီးတော့နှစ်လပါတယ်ဗျာအရှင်မင်းကြီးရဲ့မြင်းကိုလူတွေလူချင်လာအောင်ကျွန်တော်မျိုးလုပ်ပေးပါမယ်လို့ရှောက်တင်ပြီးမြို့တွေကိုထွက်သွားပါတယ်ဥပဦးဟာမြို့လေကောင်မှာလူတွေကိုစုဝေးစေပြီးအခြေကြီးကြီးညာပါတော့တယ်အမိန့်တော်ရှိပါတယ်အရှင်မင်းကြီးဟာသူ့အချစ်ဆုံးဖြစ်တဲ့မင်္ဂလာမြင်းတော်ကိုအလှလို့မှဖြစ်ပါတယ်ဒါပေမဲ့ဒီမြင်းကိုရမယ်သူဟာမူသားစကားတစ်ခါမှမပြောဘူးသူသာဖြစ်ရပါမယ်လို့ကြေညာလိုက်ပါတယ်လူတွေဟာတယောက်မျက်နှာတယောက်ကြည့်ပြီးဘယ်သူမှရှေ့ကိုမထွက်ရဲကြပါဘူးဘာဖြစ်လို့လဲဆိုတော့လောကမှာမူသားစကားတစ်ခါမှမပြောဘူးတဲ့သူဆိုတာအလွန်ရှားပါတာကြောင့်ပါအဲ့ဒီခါဥပဦးကဘယင်ကြီးစီပြန်သွားပြီးရှောက်တင်ပါတယ်မှန်လားပါတယ်ဗျာမြင်းကိုတော့လူတွေအလူရလူချင်နေကြပါပြီဒါပေမဲ့မူသားမပြောဘူးသူမှပေးမယ်ဆိုတော့ဘယ်သူမှမထွက်ရဲကြဘူးဖြစ်နေပါတယ်ဗျာဘယင်ကြီးကအေးဒါဆိုငါကိုယ်တိုင်ထွက်ပြီးပေးမယ်လို့မိန့်တော့ဥပဦးကအရှင်မင်းကြီးတော့မူသားစကားတစ်ခါမှမမိန့်ဘူးလားဗျာလို့မေးလိုက်ပါတယ်ဘယင်ကြီးကတွေးဝေသွားပြီးငါလည်းရှင်ဘယင်ဆိုတော့နိုင်ငံရေးရာရောအခြေအနေရာရောပလောဘူးတာပေါ့ဦးရလို့ဝန်ခံလိုက်ရပါတယ်အဲ့ဒီခါဥပဦးကရေမော်ပြီးမှန်လားပါတယ်ဗျာအရှင်မင်းကြီးကိုယ်တိုင်တော့မူသားပြောဘူးရင်တာမန်လူတွေလည်းပြောဘူးကြမှာပါပဲအခုတော့အရှင်မင်းကြီးရဲ့မင်းအိုကြီးဟာမူသားမပြောသူသာရရမယ်ဆိုတဲ့ဂုံပုတ်ကြောင့်လောကမှာတန်ဖိုးအရှိဆုံးမင်းကြီးဖြစ်သွားပါပြီဗျာလို့ရှောက်တင်လိုက်ပါတယ်ဘယင်ကြီးဟာဥပဦးရဲ့ပရိယေကိုသဘောကျသွားပြီးမိမိရဲ့အိုမင်းနေတဲ့မင်းကိုအတင်းအဓမ္မစွန့်ကြဲမဲ့အစားရိုးသားတဲ့နီလန်းနဲ့သာစီမံလိုက်ပါတော့တယ်ဒီဇလင်းလေးကပြည့်လေအသိပညာရိုးသားမှုဤတန်ဖိုးလောကမှာမူသားစကားမပြောဘူးသူဆိုတာအလွန်ရှားပါကြောင်းနဲ့မိမိကိုမိမိရိုးသားစွာဝန်ခံတတ်ဖို့လိုအပ်ကြောင်းပြသတာဖြစ်ပါတယ်တန်ဖိုးဖန်တီးခြင်းအရာဝတ္ထုတစ်ခုရဲ့တန်ဖိုးဟာပစ္စည်းထက်အဲ့ဒီပေါ်မှာထားတဲ့သတ်မှတ်ချက် criteria ပေါ်မှာမူတည်ကြောင်းဥပဦးကသင်ခန်းစာပေးခဲ့တာဖြစ်ပါတယ်